Hello အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်ကကြတော့ပါတိတ်တီးတန့်အလှလေးတွေပြပေးပါမယ်အမတစ်ယောက်တည်းရဲ့အထည်ဖြစ်ပါတယ်ပါတိတ်တီးတန့်အကောင်ပါတိတ်အကောင်စားလေးပေါ့နော်ကဲပထမဆုံးတစ်ထည်ကကြတော့ဒီမှာ no bra လေးပါအတွင်းထဲက no bra နဲ့အပြင်ကစားတစ်ထပ်အတွင်းထဲမှာစား၄ထပ်လောက်ခံထားပေးသေးတယ်ပြီးလို့ရှိရင်အမိတ်လေးကိုပြန်တောင်းထားပေးရရှင်ဒီလိုပုံစံမျိုးလေးပါထမင်းကဒီအစင်လေးပါနော်ချစ်စရာလေးဒီအစင်လေးတော်တော်ကြိုက်တယ်ဈေးလက်ရှိရင်ဒီပါလိတ်တွေကြည့်တော့တာပါတော့ဟုတ်တယ်ပြန်နောက်ထပ်တစ်ထည်ရကြတော့ဒီလိုလေးပါဒီမှာရှင်ရဲ့ပြင်သစ်စာကိုစာလည်းအထက်မှာခံထားတဲ့အလယ်မှာပြင်သစ်စာအပြင်မှာနောက်ထပ်စာတစ်ခုထပ်ခံထားပြီးသေးတယ်အဲ့တော့ sorry အဲ့တော့ဒီမှာရိပ်ရိပ်လေးစာလေးကရိပ်ရိပ်လေးပဲပေါ့ပြီးတော့လှနေချစ်စရာလေးထမင်းစင်လေးကဒီလိုဒီအမရဲ့ဗာဒိတ်အစိမ်အကုန်လုံးကလေတော်တော်လှရသေးလားချစ်စရာလေးကဲနောက်တစ်ခုကကြတော့လေဘင်းပိတ်လေးပါပြီးတော့ဒီမျက်စိပွင့်တစ်ပွင့်လုံးကိုအလယ်မှာရအောင်လို့ဖြတ်ဆက်ပြီးတော့ယူကားပေးရတာဖြစ်ပါတယ်ဒီမှာအပိုက်ပင်လေးတွေနဲ့ပြီးတော့အပိုင်းပဲအပိုင်းတွေအများကြီးကိုမှဆက်ထားပေးရဖြစ်ပါတယ်သူ့ရဲ့ထမိန်အစင်လေးကဒါလေးပါဒီလိုလေးပါထမိန်စင်ကတော့အပွင့်အကြီးပဲเนาะဒီလိုအပွင့်အကြီးတွေပါလက်ပင်ပိတ်လေးဒီမှာကြိုက်တော့လေလက်ပင်ပိတ်ဒီများလေးဖြစ်တယ်နောက်တစ်ခုကဒီလိုလဲတောင်လေးပါဒါလေးကတပုံလေးတခြားတင်ပေးမယ်เนาะလဲတောင်လေးပါပြီးတော့စားဒီမှာပြင်သစ်စာလေးကိုအလယ်မှာထူလေးခံထားပေးပါတယ်အမအပေါ်မှာတောက်လို့ဆိုရင်မပေါ်တော့ဘူးပေါ့เนาะဒီလိုမျိုးလေးပါမိတ်စင်ကဒါလေးပါမိတ်စင်လေးအကုန်မှားတယ်ဒီလားချစ်စရာလေးနောက်တစ်ဆုံးကအနီရောင်လေးပါအပွင့်လေးကအကြည့်အမှားနေအောင်အပွင့်လေးချစ်စရာလေးရိုးရိုးရှင်းရှင်းလေးပဲเนาะအုံမပါဘူးเนาะပထမဆုံးတစ်ချိန်မှာပဲအုံပါပါတယ်ကဲဒီမှာဒီလိုအစင်လေးဖြစ်ပါတယ်ကြည့်ဒါလေးကဝတ်လိုက်ရင်လေးတော်တော်လှတယ်ဒီလားဝတ်လိုက်ရင်တော်တော်လေးလှတယ်နောက်ဆုံးတစ်ချက်လေးကတော့ဒီပုံလေးမှာကော်လာတွေများတယ်เนาะအမကရိုးရိုးရှင်းရှင်းလေးနဲ့ပြီးလို့ရှိရင်သူကလေဘင်းပိတ်တွေပဲစိုက်တော့လေဒါလေးကရှေ့ကွယ်ပါဒီမှာထမင်းစင်လေးချစ်စရာလေးဒါကတကူပါတိတ်ပြီးတဲ့အထည်ဖြစ်ပါတယ်အားလုံးရိုးရိုးရှင်းရှင်းလေးနဲ့ပဲဒါလည်းတစ်ထည်ပဲ no brown ပါပါတယ်အမကအကြခင်လာရင်တော့မှမဟုတ်အမှန်တကယ်လေးပဲရိုက်ပြပေးလိုက်ရဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်စတာ